ပန်းအိုးကြီးတလုံးက CEO ကိုတေးတေးလာမှတ်အချင်းအင်တာဗျူးလာဖြစ်တဲ့ကောင်မလေးတစ်ယောက်ကချက်ချင်းပြေးသွားပြီးသူ့ခန္ဓာကိုယ်နဲ့ပန်းအိုးကိုကာကွယ်ပေးလိုက်တယ်။ပန်းအိုးကသူမကိုထိမှန်သွားပြီးသူမကလည်း CEO ပေါ်တဲလဲကြတော့ထိခတ်သွားပုံကတော်တော်ကြီးကိုအနေရခက်စရာဖြစ်သွားခဲ့တာပေါ့။ကောင်မလေးကကြောက်လဲကြောက်ရှက်လဲချက်နဲ့ငိုင်းနေတော့ CEO ရဲ့လက်ထောက်ကဒေါက်တာတကြီးဆဲဆိုတော့တာလေနေယူနေလားမိမယူရဲ့ငါတို့ဥက္ကဋ္ဌဟိုကလူစိမ့်တီထီရင်တက်မတဲ့လို့အဖုအပိန်တွေထဲချောင်းတီဆိုပြီးဒုက္ခရောက်တတ်မှနေမထိဘူးလားပေါ့လေ။ဒါပေမဲ့အဲ့ဒီအချိန်မှာ CEO ကတခုခုထူးဆန်းနေတယ်ဆိုတာသတိထားမိသွားတယ်။သူတက်မတဲ့လားဘာမှမဖြစ်တော့တာကိုသူကိုယ်တိုင်လည်းအကြီးကျယ်အားတင်သွားတယ်။သူဘာလို့ဘာကြိုက်ရမှမသိပဲကြောက်နေတော့သူ့ကိုလက်ထပ်ချင်နေတဲ့ကောက်ချစ်စင်နေတဲ့အမျိုးသမီးတစ်ယောက်ကသူ့ကိုဖားရောက်ဖို့ပြေးလာခဲ့တယ်။ဒါပေမဲ့သူ့မှာထိလိုက်တာနဲ့ CEO ကချက်ချင်းချောင်းတီအကြီးကျယ်ဆိုခန္ဓာကိုယ်အနှံ့အဖုအပိန်တွေထက်လာတော့တာပဲ။အဲ့ဒီအမျိုးသမီးလည်းကြောက်လန့်တကြားဖြစ်သွားချိန်မှာ CEO ကသူ့မျက်လုံးတွေကိုကောင်မလေးစီဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တယ်။သူ့ရင်ခုန်တန်တွေတတုံတုံညံလာတယ်။ဒီကောင်မလေးထီတော့သူဘာလို့ဘာမှမဖြစ်တာလဲကလေးဘဝကမင်းမဲ့ပျော်ပျော်ဖြစ်နေတဲ့အမတ်ရဆရာတခုသူ့ခေါင်းထဲဖြည်းဖြည်းချင်းပြန်ပေါ်လာလေသူကလူစိမ့်တွေထိတွေ့တာကိုဓာတ်မတဲလေသူငငယ်ကတခါတုန်းကပြန်ပေးဆွဲခံရဘူးတဲ့အာအင်ကုန်ခန်အိုက်စာလုံးလို့မလွတ်နိုင်မရက်နိုင်ထွက်ပြေးလာခဲ့ပြီးတောင်ပေါ်ရွာကကောင်မလေးတစ်ယောက်ကသူ့ကိုကယ်ဆယ်ပေးခဲ့တာသူမှချက်ပြုတ်တာကွက်လို့ဘာအစာမှမစားနိုင်ပဲအန်တာဒီဘာဒီလည်းမဖြစ်ခဲ့ဘူးသူမှရပြုစုဆောင်ရှောက်မှုအောက်မှာသူဖြည်းဖြည်းချင်းကျမ်းမာလာခဲ့တယ်သူ့အသက်ကိုကယ်ခဲ့တဲ့ဂျေဆုစတဲ့အနေနဲ့ကောင်လေးကသူ့မိသားစုရဲ့ကြောက်စင်းရွှေပြားကိုပေးခဲ့ပြီးကြီးလာရင်လက်ထပ်မယ်လို့ကတိပေးခဲ့တယ်ဒါပေမဲ့ပျော်ရွှင်မှုတွေကခဏတာပဲမကြခင်မှာပဲသူ့မိဘတွေကသူ့ကိုရှာတွေ့ပြီးရွာကနေခေါ်သွားခဲ့တယ်။ကောင်မလေးကဟင်းသီးဟင်းရွက်ခူးရာကနေပလန်လာတော့ကားမောင်းထွက်သွားတာကိုပဲမြင်ပြီးဘာမှမတတ်နိုင်ပဲရှိတ်ကြီးတငင်ကူကျွေးနေခဲ့ရတယ်။နှစ်တွေကြာလာတော့သူတို့အဆက်တွေလုံးဝပြတ်တောက်သွားတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ကောင်မလေးကနာမည်ကြီးဆရာစားဖို့မူကြီးရဲ့အတော်ဆုံးတစ်ပြည့်ဖြစ်လာခဲ့တယ်။တနေ့မှာသူ့ဆရာစာဖို့မိုးရဲ့တငယ်ချင်းဟောင်းတယောက်ကမြို့မှာစာဖို့မိုးတယောက်အရေးပေါ်လို့နေလို့ကောင်မလေးကိုအကူအညီပို့ပေးလိုက်တယ်။သူမလေကလေးဘဝကကောင်လေးကိုပြတွေ့မလားလို့မျှော်လင့်ရင်ပျော်ပျော်ရွှင်ရွှင်သဘောတူခဲ့တယ်။ဒီအတော်တွေးမှာပဲကောင်လေးကလည်းကြီးပြင်းလာပြီးအစားအသောက်လုပ်ငန်းမှာဥစ္စာအရှိန်အဝါကြီးရဲ့ခေါင်းဆောင်တယောက်ဖြစ်လာကသူ့မိသားစုရဲ့စားသောက်ဆိုင်လုပ်ငန်းတွေကိုစီမံခန့်ခွဲဖို့နိုင်ပင်ကိုပြန်ရောက်လာခဲ့တယ်။ CEO ကအဲ့ဒီကောင်မလေးကိုဒီနေ့တည်းထျောက်လုံးလိုက်ရှာနေခဲ့တာဒါပေမဲ့မသိလိုက်တာကသူ့အဖိုးဖေသူကကောင်မလေးကိုသူ့ကုမ္ပဏီမှာလာရောက်အလုပ်လုပ်ဖို့ဖိတ်ခေါ်ထားခဲ့ပြီးသားဆိုတာပဲမြို့ကိုတခါမှမရောက်ဖူးတဲ့ကောင်မလေးကအခက်အခဲပေါင်းစုံနဲ့ကုမ္ပဏီကိုနောက်ဆုံးတော့ရောက်လာခဲ့တယ်။ဝင်ဝင်ချင်းပဲပြန်လာတဲ့ CEO ကိုကြိုးဆိုဖို့စားဖို့မှုတဲ့တားစီပြီးရက်နေတာကိုသူမတွေ့လိုက်တယ်။ဒါပေမဲ့သူမကကိုယ့်ကိုကြိုးဆိုနေတာလို့အထင်မှားပြီးလူတိုင်းကိုရင်းရင်းကြေးကြေးနှုတ်ဆက်လိုက်တယ်လေ။မနာလိုတဲ့မိမတယောက်ကသူမရဲ့ရိုးရှင်တဲ့ဥယျာဉ်စားတွေမြင်တော့သူတောင်းစားလို့ထင်ပြီးလုံခြုံရေးတွေကိုအဖင်ထုတ်ပစ်ဖို့ချက်ချင်းအမိန့်ပေးလိုက်တယ်။ဒီနေ့မှာသူ့ဆရာစားဖို့မှုရဲ့တငယ်ချင်းဟောင်းတယောက်ကမြို့မှာစားဖို့မှုတယောက်အရေးပေါ်လိုနေလို့ကောင်မလီကိုအကူအညီပို့ပေးလိုက်တယ်။သူမလည်းကလေးဘဝကကောင်လေးကိုပြန်တွေ့မလားလို့မျှော်လင့်ရင်ပျော်ပျော်ရွှင်ရွှင်သဘောတူခဲ့တယ်။ဒီအတော်တွင်မှပဲကောင်လေးကလည်းကြီးပြင်းလာပြီးအဆောင်တုပ်လုပ်ငန်းမှာဥစ္စာအရှိန်အဝါကြီးကျခေါင်းဆောင်တယောက်ဖြစ်လာကသူ့မိသားစုရဲ့စားတောက်ဆိုင်လုပ်ငန်းတွေကိုစီမံခန့်ခွဲဖို့နိုင်ငံကိုပြန်ရောက်လာခဲ့တယ်။ CEO ကအဲ့ဒီကောင်မလေးကိုဒီနှစ်တည်းထျောက်လုံးလိုက်ရှာနေခဲ့တာဒါပေမဲ့မသိလိုက်တာကသူ့အဘောဖေသူကကောင်မလေးကိုသူ့ကုမ္ပဏီမှာလာရောက်အလုပ်လုပ်ဖို့ဖိတ်ခေါ်ထားခဲ့ပြီးသားဆိုတာပဲမြို့ကိုတခါမှမရောက်ဖူးတဲ့ကောင်မလေးကအခက်အခဲပေါင်းစုံနဲ့ကုမ္ပဏီကိုနောက်ဆုံးတော့ရောက်လာခဲ့တယ်။ဝင်ဝင်ချင်းပဲပြန်လာတဲ့ CEO ကိုကြိုးဆိုဖို့စားဖို့မှုတွေတန်းစီပြီးရပ်နေတာကိုသူမတွေ့လိုက်တယ်။ဒါပေမဲ့သူမကကိုယ့်ကိုကြိုးဆိုနေကလူအထင်ဖားပြီးလူတိုင်းကိုရင်းရင်းကြေးကြေးနှုတ်ဆက်လိုက်တယ်လေ။မနာလိုတဲ့မိမတယောက်ကသူမရဲ့ရိုးရှင်တဲ့အဝတ်စားနဲ့မြင်တော့သူတောင်းစားလို့ထင်ပြီးလုံခြုံရေးတွေကိုအပြင်ထုတ်ပြဖို့ချက်ချင်းအမိန့်ဖဲလိုက်တယ်။မနာလိုတဲ့မိမတယောက်ကသူမရဲ့ရိုးရှင်တဲ့အဝတ်စားတွေမြင်တော့သူတောင်းစားလို့ထင်ပြီးလုံခြုံရေးတွေကိုအပြင်ထုတ်ပြဖို့ချက်ချင်းအမိန့်ဖဲလိုက်တယ်။လုံခြုံရေးတွေကသူမစီပြေးလာခဲ့ပြီးမေးတောင်ပေါ်မှာကြီးပြင်းလာတဲ့ကောင်မလေးကသူတို့ကိုအတားရပဲလဲကြအောင်လုပ်ပစ်လိုက်တယ်။ဒေါက်တာတကြီးနဲ့ရှယ်ရန်ကြီးမနာလိုတဲ့မိမကပါလို့တလုံးကိုကောက်ကင်ကကောင်မလေးကိုပြစ်ပေါက်လိုက်တယ်။အဲ့ဒီအချိန်မှာပဲ CEO ကဝင်လာပြီးအစာပိုင်းမြင်ခွင့်အတိုင်းဖြစ်သွားခဲ့တာပဲ။ကောင်မလေးကသူ့ရဲ့ဓမ္မတက်တာအလှလက်လုပ်စေးပြားတွေပေးရင်တော့ရတီတီတောင်းဖို့ပြောလိုက်တယ်။ CEO ကလည်းသူ့လက်ထောက်ကိုသူမကိုတေးချအင်တာဗျူးဖို့အမိန့်ပေးခဲ့တယ်။ကောင်မလေးကလည်းစားတော့ဆိုင်ကိုတိုးတက်အောင်လုပ်ပေးမယ်လို့ယုံကြည်ချက်အဖြစ်နဲ့ကတိပေးခဲ့တယ်။မကြခင်မှာပဲနာမည်ကြီးအစားတော့ကျွမ်းကျင်သူတူစားတော့ဆိုင်ကိုစစ်ဆေးဖို့ရောက်လာတယ်။သူမကဒီမှာတဲ့အထူးဟင်းလျာတွေကိုမိစမ်းကြည့်ပြီးရွှင်ရှာစွာနဲ့ထွေးထုတ်ပစ်လိုက်တယ်။ဒါနဲ့ CEO ကမိဖို့ချောင်ကိုပိုကောင်းတဲ့ဟင်းတစ်ခုပြင်ဆင်ဖို့အမိန့်ပေးလိုက်တယ်။စာဖို့မှုချုပ်ကပျောက်ကွယ်နေပြီဖြစ်တဲ့ဒန်တာရီလာဟင်းလျာရေးချော်ချက်အုပ်ကိုဂုဏ်ယူစွာပြသလိုက်တယ်။အားလုံးကအံ့အားသင့်ပြီးသူမရဲ့ကျွမ်းကျင်မှုကိုချီးကျူးကြတယ်။ဒါပေမဲ့ကောင်မလေးကအဲ့ဒါတွေကအချီကလက်ကွက်လေးတွေပဲဆိုတာသိနေတယ်လीသူမကတိတ်တိတ်လေးမှတ်ချက်ပေးလိုက်တော့မနာလိုတဲ့မိမကနင်သာဒီဟင်းကိုကောင်းအောင်မချက်နိုင်ရင်ထွက်သွားရမယ်ဆိုပြီးစိန်ခေါ်လိုက်တယ်။တင်ကြီးအေးစစ်စွာနဲ့ယုံကြည်မှုအပြည့်နဲ့ကောင်မလေးကဟင်းလျာကိုအပြည့်အနာအစာမရှိချက်ပြုတ်လိုက်တယ်။မထင်မှတ်ပဲစာပွဲထိုးတရုတ်ကကောင်မလေးချက်ထားတဲ့ဟင်းကိုကျွမ်းကျင်သူစီမတော်တဆပေးလိုက်မိတယ်။မီချလင်ကျဲ3ပွင့်အစစ်အတန်းဆုံးရှုံးမှဆိုလို့အားလုံးထိုက်လန့်သွားကြတယ်။ဒါပေမဲ့ကျွမ်းကျင်သူကတကိုက်စားလိုက်ကြနဲ့ချက်ချင်းကိုစိတ်လှုပ်ရှားသွားတယ်။သူမကစိတ်လှုပ်ရှားစွာနဲ့ CEO လက်ကိုဆွဲပြီးစာပုံမိုးနဲ့တွေ့ဖို့တောင်းဆိုတော့တာပဲ။ CEO လည်းမိလိုက်တော့ကလေးဘိုးအမရဆွေရတဲ့ရုတ်တရက်ပြန်ပေါ်လာတယ်။ဒီအရသာသူမပဲ